အေးမီဝေဒနာအစားပြတာနဲ့ဒီကိုချင်းကိုတောက်လိုက်တယ်ဒီကိုချင်းကချိန်တိုတွင်းပျောက်ကင်းစေတယ်မြန်မာပြည်သူပြည်သားတန်းပေါင်းများစွာတောက်သုံးနေကြတဲ့ဒီကိုချင်းစီအိုကိုကြည့်ရှာပေးနေတဲ့ပြည်သားအလုံးမင်္ဂလာပါ2026ခုနှစ်မှာဗုဒ္ဓနေ့မွေးသူတွေအတွက်ကောင်းသောကံကြမ္မာများခြံရံတွန်းမှုနေတဲ့နေ့တစ်ခုဖြစ်တယ်။ရင်မချက်အောင်မြင်မယ်ထူးခြားတဲ့မိကောင်းဆွေကောင်းထောက်ကူတွေလည်းရမယ်။ဘဝရင်မချက်တို့ကိုရှေ့တိုးလုပ်ကြခြင်းမှာအကျိုးပေးမယ်။ငွေကြီးရကံကောင်းမယ်။ရင်းနှီးမြုပ်နှံမှုတို့မှကောင်းသောကျိုးကျေးဇူးရရှိမယ်။အရာဝေးနဲ့ဆက်ပြီးလုပ်တဲ့တို့ကျိုးပေးမယ်။မိသားစုမှာခြံကားခန့်လဲလှယ်ပြောင်းလဲရှိမယ်။အလုံးနေရာပြောင်းလဲနဲ့တိုးတက်မှုလမ်းကြောင်းတွေကိုရရှိမယ်။နိုင်ငံရခြားနဲ့ပတ်သက်တဲ့ကံကောင်းခြင်းလူမျိုးပဲအကျိုးပေးခြင်းနဲ့ဘဝတိုးတက်ခြင်းတို့ကိုရရှိမယ်။ January လမှာစိတ်ပင်ပန်းလူပင်ပန်းဖြစ်ပြီးမှအလိုရှိရာပြည့်စုံမယ်။အလွယ်တကူရခြင်းမရှိဘူး။ February လမှာကိုယ့်ရဲ့ရည်မှန်းထားတဲ့အကြောင်းအရာတွေကိုပြည့်မြောက်အောင်မြင်အောင်ဆွဲနိုင်ခြင်းရှိပြီးတော့ကိုယ်ဝင်းကျင်ကိုယ်နယ်ပယ်မှာကိုယ်ကထိတ်တန်းနေရာမှာရောက်နေမယ်။ March မှာအဖြစ်အစည်းအနောက်ဆက်တွေတွေ့တယ်။စီမံထားတာနဲ့လက်တွေ့ကုန်ကွာဟသွားနိုင်မယ်။ကိုယ်ရည်မှန်းထားတာတစ်မျိုးလက်တွေ့တစ်မျိုးစိတ်ပြပလူပြပဖြစ်မယ်။ April လမှာကျမ်းမာရေးချူကြမယ်။အသေးစားထိခိုက်မှုပြုဆက်ရမယ်။ရန်တိုက်ခံနေနဲ့ရှင်းပြီးတော့မယ်ပစ္စည်းလောင်တာဈေးကစားတာမလုပ်ရအောင်မေလမှာထွန်းတိုးပေါက်နဲ့အောင်မြင်မယ်ကိုလုံသမျှလူသိထင်ရှားဖြစ်မယ်ပြောရလို့မရဘူးကြော်ကြောင်းလုပ်နိုင်တဲ့ကာလတစ်ခုဖြစ်တဲ့ဇူလကတော့ငွေကြေးလုပ်ငန်းစီးပွားဘဝအလုံးစုံကောင်းစွာတိုးတက်ခြင်းနဲ့လိုရာပြည့်စုံခြင်းကိုရနိုင်တယ်ဇူလိုင်လမှာရှင်ပြိုင်မှုမှန်သမျှအောင်မြင်ပြီးတော့ကောင်းသောတိုးတက်မှုအလိုဆန္ဒပြည့်စုံခြင်းနဲ့ဘဝတိုးတက်ခြင်းတို့ကိုရရှိနိုင်တယ်။ဩဂတ်လမှာအင်ဒွေရဲ့လူမှုရေးကိစ္စတွေနည်းနည်းစိတ်ရှုပ်ထွေးပဲ။ဂတိပြတ်တဲ့သူတွေနဲ့တွေ့တတ်တယ်။ယမနာလိုသူတွေနဲ့တွေ့တတ်တယ်။စက်တင်ဘာလမှာကိုယ့်ကိုတာမန်နဲ့မတူတမှုထူးခြားစွာအောင်မြင်သူဖြစ်အသိမှတ်ပြုခံရတဲ့ဖြစ်ရတဲ့လုပ်ငန်းရပ်တွေကိုကြုံပြီးအောင်မြင်နိုင်တဲ့အနေအထားတိုးတက်မှုရှိန်မြင့်တယ်။အောက်တိုဘာလမှာမတော်တဆထိခိုက်မှုပြုဆက်ရမယ်။ရန်နောက်ဆက်တွေများမယ်။မူလစီစဉ်တာတွေကိုလက်တွေ့မလုပ်နိုင်မင်းနဲ့အခြေအနေပေးတဲ့ပေါ်လုပ်နေရမယ်။နိုဝင်ဘာလမှာရန်နောက်ဆက်ကြားဖြတ်သန်းပြီးတိုးတက်မှုကိုရှာဖွေရမယ်။ဂတိပြတ်တဲ့သူနဲ့တွေ့မယ်။ကျမ်းမာရေးယူဆက်ရမယ်။ဒီဇင်ဘာလကတော့ရီမန်းထသည့်တဲ့ပိုသာသောအောင်မြင်မှုနဲ့လိုရာပြည့်စုံမှုတွေကိုရရှိကြိုးပေးလိမ့်မယ်။ကြာသပတေးနေ့ဗုဒ္ဓနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ်။တနေ့ကတွေတနင်္လာနေ့မွေးသူတွေကိုယ့်ကိုဒုက္ခပေးတတ်တယ်။အစိမ်းရောင်ဖြူရောင်မိခိုးရောင်တို့ကိုတနေ့တာကြိုးပေးရောင်များဖြင့်မိမိအနီးပါထားရှိသုံးဆွဲပါ။အရေးကြီးတဲ့ကိစ္စတွေလုပ်တော့မယ်ဆိုရင်ကိုယ့်ရဲ့တေဇအရက်ဖြစ်တဲ့အရှိမြောင်ရက်ကိုမျက်နှာမူပြီးရေမိုးသန့်စင်ပြီးကိုယ့်ရဲ့သီရိအရက်ဖြစ်တဲ့အရှိတောင်ရက်ကိုမျက်နှာမူပြီးအင်ကြီးဝတ်စားဝတ်ကအလုတ်ကိစ္စမှန်သမျှဆောင်ရွက်ပါအောင်မြင်မှုကိုရရှိပါမယ်ကျေးဇူးတင်ပါတယ်အေးမီဝေဒနာအစားပြတာနဲ့ဒီကိုချင်းကိုတောက်လိုက်တယ်ဒီကိုချင်းကအေးမီချင်းကိုလုံးဝပျောက်ကင်းစေရလေမြန်မာပြည်သူပြည်သားတမ်းမများစွာတောက်သုံးနေကြတဲ့ဒီကိုချင်း